ဖျားပေးညီကိုဆိုတော့ဒီအခုချိန်မှာကျွန်တော်တို့စီစီလုံးလုံးနဲ့ဒါကိုထုံးဆိုလဲကျွန်တော်တို့အများကြီးလမ်းပြရဲဟိုမှားတဲ့ဟာတွေပြင်ပေးတယ်ပြီးတော့ direction တွေပေးတယ်ပေါ့နော်ဆိုတော့ပုံမအောင်လေးလုပ်တယ်အစစရရပေါ့နော်နောက်ပိုင်းရပုံနေတင်တာကောင်းပါရဲ့ဒီလိုလူတိုင်းမှမတင်နိုင်တာကိုပဲနေ့တိုင်းတင်နိုင်နေ့တိုင်းတင်ဖို့ဆိုတာမလွယ်ဘူးပုံလည်းမထက်ရဘူးလေဒါအရင်ကောင်းပါရဲ့ဒါ10နှစ်စာလောက်ရှိရယ်အသိနာမေးတာအများကြီးကြံဒီလေးကိုတေးတာ6နှစ်လောက်ဥထားတာဝမ်းသာပါအကုန်လုံးဝမ်းသာကြီးကျွန်တော်ရတယ်လို့ပဲဒီလိုပါဒီလိုမျိုးပြောတာလေပြောတာဒါကိုအကိုကျွန်တော်ရညီကိုကြီးလိုပေါင်းကြတော့ဒီနေ့လေးကကျွန်တော်ဒီဟာ3ရက်နေ့မှာကျွန်တော်တို့တွေကျင်းပမယ်ပွဲလေးပေါ့နော်အဲ့ပွဲလေးမှာလာပြီးတော့မှကျွန်တော်တို့ကရုပ်ရှင်အသင်းကနေမှဝင်ပြီးတော့အားဖြည့်ကြတာပေါ့အားဖြည့်ကြရဲဆိုတာအရင်တစ်ခါတော့ဟိုကန်ကြတယ်ပေါ့နော်ဒီတစ်ခါတော့နည်းနည်းဒီထက်ပိုပြီးတော့မှပြန်ဆင်းမှုပြင်းထန်မယ်လို့ထင်တယ်တွေ့ရတိုင်းပဲချန်ပီယံအကုန်လုံးကတော့ကန်ကြတာပေါ့နော်ကန်ကြဆိုတာဝါသနာပါပဲအဓိကတော့ဝါသနာအကုန်လုံးရင်းပြီးတော့မှဒီအားတဲ့အချိန်တွေကိုမရမကဆွဲထုတ်ပြီးတော့ဒီဖွဲ့ကိုစားပြုပြီးတော့မှကန်ကြတာဆိုတော့အမှတ်တရဖြစ်မယ်ပြောဖို့ကောင်းမဲ့ဘောလုံးပွဲလေးလို့မြင်မိပါတယ်အော်မို့ဒီမှာဥမာပေါက်စီဆိုသူကဘောလုံးအဲ့လောက်အရင်ဝါသနာမပါဘူးသူကချက်တောင်ရိုက်တာတို့တေဘယ်တက်နစ်ဆိုဝါသနာပါတာသူကအခုဘောလုံးကန်မှုတက်သူ့ကိုဆွဲထားမှလာပြီးတော့ပင်ပန်းခံပြီးကန်ပြီးရှာတယ်မတရားဖြစ်အောင်သူတို့ရဲ့ follow skill ဘယ်လိုရှိလဲကိုတော့အရင်ကျန်တယ်သူအသက်ရွယ်နေအရင်ဆော့နိုင်တယ်အခုချိန်လေကွင်းကြီးမှာလည်းသူပဲကိုဆယ်မှာလည်းသူပဲဒါသူ့ပဲအောက်ကိုပြီးတော့ကျွန်တော်ဆော့အကုန်လုံးကန်ကြမှာပေါ့ဒီကလေးတွေကဟိုဘက်ကကလေးတွေအကုန်လုံးကအရွယ်တွေလည်းမျှတယ်နောက်ပြီးတော့ဘောလုံးနဲ့ပတ်သက်ပြီးတော့ဟိုဘယ်လိုခေါ်မလဲအတွေ့အကြုံရှိတဲ့လူတွေပါတယ်မင်းသားတွေဒါလုပ်နေကြတာကန်နိုင်ကြတဲ့ကလေးတွေပဲဆိုတော့ကျွန်တော်တို့ကဒါရန်ကုန်မြို့ပဲဆိုပေမဲ့လည်းဟိုမရှုံးအောင်ပေါ့နော်မရှုံးအောင်ဘယ်လိုကြိုးစားမလဲပေါ့နောက်ပြီးတော့နိုင်အောင်ဘယ်လိုကြိုးစားကြမလဲပေါ့ဘောလုံးကအနိုင်ရှုံးရှိရဲဆိုတော့အဲ့ဒီပုံမှာကျွန်တော်တို့သုံးသက်ပြီးတော့ဆော့ကြမှာပေါ့โอเคအဲ့ဒါ3ရက်နေ့နဲ့9ရက်နေ့2ရက်3ရက်နေ့ကတော့အုပ်စုပွဲလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ final ဘယ်သူတက်မလဲတက်တဲ့နေရာဘယ်သူလူမလဲဆိုတော့ဆုံးဖြတ်မှာဆိုတော့3ရက်နေ့ပြီး9ရက်နေ့ကတော့ final လူမယ်တက်တဲ့နေရာလူမယ်ပွဲဆိုတော့ပရိသတ်တွေအနေနဲ့လာအောင်ချွတ်အားပေးဖို့အတွက်လေးစားစွာဖိတ်ခေါ်ပါတယ်ဗျမဟုတ်ပါဘူးသူတို့ကကိုပြန်ထိန်းနေတာပါသူတို့ကအကိုမလုံးနဲ့အကိုမလုံးသင့်တော့ဘူးဆိုတော့အမြဲတားနေကြတယ်ခလေးပြောင်းပြန်ပြီပါအမှန်ကျွန်တော်တို့ပြန်ပြီးတော့သူတို့ကထိန်းနေကြတာပါညီကိုပေါ့နော်ကျွန်တော်တို့အခုဖျားပေးညီကိုဆိုတော့ဒီအခုချိန်မှာကျွန်တော်တို့စီစီလုံးလုံးနဲ့ဒါကိုထုံးဆိုလဲကျွန်တော်တို့အများကြီးလမ်းပြရဲဟိုမှားတဲ့ဟာတွေပြင်ပေးတယ်ပြီးတော့ direction တွေပေးတယ်ပေါ့နော်ပုံမအောင်လေးလုပ်တယ်အစစရရပေါ့နော်ဆိုတော့လူမှုဆက်ဆံရေးရောဒီနုပညာလမ်းကြောင်းမှာရောတခြားပတ်ဝန်းကျင်နေပုံထိုင်ပုံအစုံပေါ့ကိုထုံးတော့တားရတခုပဲရှိပါရှောက်ဝယ်လို့မွေတော့နာကြီးလေးမွေတော့ရှောက်ဝယ်တာသူ့တားဆိုတော့အဲ့ဒါလိုအဲ့လိုဝယ်တာဟုတ်ကဲ့ရှောက်ဝယ်တာအယုတ်တွေအဲ့မှာခုနလိုပဲကိုဂျာလီပြောလိုပဲအစာပိုင်းကတော့ဟိုလေးလာတယ်ဒီလေးလာတယ်ပစ္စည်းကြီးကျွန်တော်မြောက်ပေးတာနောက်ပိုင်းကျတော့ကျွန်တော်မြောက်ပြီးကြောက်လာလို့နေအောင်တော့ကုန်ပြီရဆွဲရတော့ဒီလိုပါပဲဟုတ်ကဲ့နောက်ပိုင်းရပုံနေတင်တာကောင်းပါရဲ့ဒီလိုလူတိုင်းမှမတင်နိုင်တာကိုပဲနေ့တိုင်းတင်နိုင်နေ့တိုင်းတင်ဖို့ဆိုတာမလွယ်ဘူးပုံလည်းမထက်ရဘူးလေဒါအရင်ကောင်းပါရဲ့ဒါ10နှစ်စာလောက်ရှိရယ်အသိနာမေးတာအများကြီးကြံဒီလေးကိုတေးတာ6နှစ်လောက်ဥထားတာဝမ်းသာပါအကုန်လုံးဝမ်းသာကြီးကျွန်တော်ရတယ်လို့ပဲဒီလိုပါဒီလိုမျိုးပြောတာလေပြောတာဒါကိုအကိုကျွန်တော်ရညီကိုကြီးလိုပေါင်းကြတော့